အားလုံးမင်္ဂလာပါယနေ့ထိတာအသက်ရှင်ခွင့်ပေးတဲ့ဘုရားခင်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဘုရားခင်နာမတော်တာရေးဘုန်းကြီးပါစေချစ်တော်ဓမ္မမိတ်ဆွေများအားလုံးဒီလည်းသခင်ရှုခရစ်ကျေးဇူးတော်နဲ့ညီတဲ့ချင်းကောင်းကြီးမင်္ဂလာများခံစားကြပါစေလို့နှုတ်ခွန်းဆက်ပါတယ်အခြေအနေငယ်ရတဲ့အခိုက်မှာဘုရားခင်နှုတ်ပတ်တော်ကိုလေ့လာကြပါစို့ရှင်လုကာအခန်းကြီး16ပိုင်းငယ်10မှ9ဖြစ်ပါတယ်ဇက်ကဲဒီလဲရ၍သခင်ကျွန်ုပ်ဤဥစ္စာတဝက်ကိုဆင်းရဲသားတို့အားပေးပါ၏တဆုံတယောက်သောသူ၏ဥစ္စာအနှဲငယ်ကိုကျွန်ုပ်ယူမိလျင်လေးစားပြန်၍ပေးပါ၏ဟုသခင်ဖျားကိုလျှောက်ဆို၏ယေရှုကလည်းဤသူသည်အဗျာဟံ၏သားဖြစ်သည်နှင့်လျောက်ယနေ့ပင်ကယ်တင်တော်မူခြင်းကျေးဇူးသည်ဤအပေါ်မှာတည့်ရောက်လေ၏ဘုရားခင်နှုတ်ကပတ်တော်အဖြစ်အလုံးပေါင်းဖျားရှိကောင်းကြီးပေးပါစေဒီနေ့ဖတ်သွားတဲ့ကျမ်းချက်လေးထက်ကနေဇက်ကဲအကြောင်းထက်ကသင်္ခါစာအချုပ်ကိုလေ့လာကြည့်ရအောင်ဇက်ကဲရဲ့အသက်တာဟာယခင်တုန်းကယေလိခေါမြို့မှာသူတစ်ပါးအားမတရားကောက်ခံခဲ့တဲ့အခွန်ခါတယောက်ဖြစ်ပါတယ်သို့တော့တနေ့တစ်ချိန်ရောက်လာတဲ့အခါမှာသူ့ရဲ့အသက်တာထဲမှာသခင်ရှုဝင်ရောက်လာတာကိုတွေ့ရပါတယ်သူ့ရဲ့အသက်တာထဲမှာသခင်ရှုဝင်ရောက်လာတဲ့အခါမှာယခင်တော့ကဆင်းရဲသားတွေကိုဖြစ်စေလူထုတွေကိုဖြစ်စေမြို့သားတွေကိုဖြစ်စေမတရားကောက်ခံခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ဇက်ကဲဟာသူပိုင်ဆိုင်တဲ့စီးစေဥစ္စာဆွေငွေတွေထက်ကတဝက်လုံးလုံးကိုဆင်းရဲသားတို့အားပေးမယ်လို့သူ့ရဲ့စိတ်ထက်ကနေတော့၎င်းသူ့ရဲ့နှုတ်စာပစတ်ထက်ကနေတော့၎င်းထက်လာခဲ့ပါတယ်အာမင်ချစ်တော်ဓမ္မမိတ်ဆွေများဇက်ကဲရဲ့အသက်တာမှာသခင်ရှုဝင်ရောက်လာတဲ့အခါမှာယခင်တို့ကဘယ်လိုဖြစ်ခဲ့ပါလိမ့်စေသူပိုင်ဆိုင်ထားတဲ့ဆွေငွေစည်းစိမ်ဥစ္စာထက်ကတဝက်ကိုဆင်းရဲသားတို့အားပေးချင်တဲ့စိတ်ဆန္ဒရှိလာပါတယ်ပေးလူချင်တဲ့ဆန္ဒပေးကချင်တဲ့ဆန္ဒသူ့ရှိမှရှိလာခဲ့ပါတယ်အာမင်ထိုထဲမကဘူးသူ့ရဲ့တက်တာမှာတဆုံတယောက်သောသူရှိမှငါမတရားကောက်ခံခဲ့တဲ့အရာတွေရှိခဲ့ရင်လေးစားပြရောမယ်လို့စကဲရဲ့တက်တာမှာဖြစ်လာခဲ့ပါတယ်ဒီအရာတွေဟာတကယ်အံ့ဩစရာဖြစ်ပါတယ်လူတွေတော်တော်များများဟာဘယ်လောက်ပဲပိုင်ဆိုင်ပါလိမ့်စေလောကကြီးမှာဘယ်လောက်ပဲစီးစိမ်ဥစ္စာတွေကျွယ်ဝပါလိမ့်စေဆင်းရဲသားကိုတဝက်ချိုးပြီးမှပါဝင်တဲ့လူပေးကားတဲ့လူခါရှားပါပဲစကဲရဲ့တေတာကိုတကယ်လေ့လာကြည့်ပါတကယ်အံ့ဩစရာကောင်းပါတယ်တကယ်ဒီခန်းစာယူစရာလဲကောင်းပါတယ်ဒီအချင်းရာဘာကြောင့်ဒီလိုဖြစ်လာတယ်လဲဇက်ကဲရဲ့အသက်တာထဲမှာသခင်ယေရှုဝင်ရောက်လာလို့ဖြစ်ပါတယ်အာမင်ချစ်တော်မိတ်ဆွေများကျမတို့ရဲ့အသက်တာမှာလဲသခင်ယေရှုဝင်ရောက်လာမယ်ဆိုရင်တကယ်ထူးခြားသောအသက်တာဖြစ်လာမှာဖြစ်ပါတယ်ယခင်တော့ကမပါဝင်ခဲ့တဲ့အရာတွေပါဝင်ချင်လာမယ်ယခင်တော့ကမလုပ်ခဲ့တဲ့အရာတွေလုပ်ချင်လာမယ်စန္ဒအမျိုးမျိုးတွေဝိညာဉ်တော်အားဖြင့်ရှိလာမှာဖြစ်ပါတယ်ထို့ထက်မကဘူးဇက်ကဲရဲ့အသက်တာမှာအပိုင်းငယ်6ကိုဆက်ဖတ်တဲ့အခါမှာသခင်ရှုဟာဤသူဟာအဗြဟံရဲ့သားဖြစ်တယ်ဒါကြောင့်ဤပေါ်မှာကယ်တင်တော်မူခြင်းယေရှုကိုတက်ရောက်လေပြီလို့ပြောလိုက်ပါတယ်မိတ်ဆွေကျမတို့ရဲ့အသက်တာထဲမှာသခင်ယေရှုဝင်ရောက်လာပြီးပြီလားသို့မဟုတ်ဤအိမ်ပေါ်မှာကယ်တင်ခြင်းယေရှုကိုတက်ရောက်လေပြီလို့ပြောဆိုခြင်းကိုခံရပြီးပြီလားနှုတ်ကပတ်တော်ကိုဆင်ခြင်ခြင်းအဖြစ်တက်ရှင်ကြပါစို့ကြားရသူအရောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေအာမင်